ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကွန်ဒဒါနမတိဆိုတာရှိတယ်သူ့ရဲ့မူရင်းနာမည်ကတော့ဒါနဒါပေမဲ့ရှေ့ကကွန်ဒလို့ထည့်ထားတယ်မိမကျူးသူတဲ့ဟောယဟန်တစ်ပါးရဲ့ဘွဲ့ရှိမှာအဲ့ဒါကြီးထည့်ထားတာစိတ်ပြည့်စရာကြီးဘာဖြစ်လို့အဲ့ဒါလိုအထည့်ခံရတယ်လဲဆိုတော့သူသွားလေရာမှာအရွယ်ရှိတဲ့မိန်းမတယောက်ကတကောက်ကောက်လိုက်နေတယ်လို့ဘေးလူတွေရဲ့မျက်စိမှာမြင်ရတယ်တဲ့တကယ်မလိုက်ဘူးတကယ်လည်းမရှိဘူးအဲ့ဒီမိန်းမပုံကသို့တော့ဘေးကကြည့်တဲ့လူရဲ့မျက်စိထဲမှာအဲ့ဒါလိုကိုမြင်နေရတာဘယ်သူမှသူ့ကိုမယုံဘူးဆွန်းလောင်းမဲ့လူလည်းမရှိဘူးတော့သူ့မှာအင်မတန်ချွတ်တဲ့တယ်အဲ့ဒါလိုကြီးဖြစ်တာဒါရှိတော့ကသူကယဟန်တစ်ပါးကိုတကယ်ချစ်ကြတာဟုတ်ရဲ့လားတကယ်မေတ္တာရှိကြတာဟုတ်ရဲ့လားလို့စမ်းတဲ့အနေနဲ့ရုပ်ကစိုးနဲ့ဖြစ်တုန်းကမိမပုံတရာဖန်ဆင်းပြီးတော့ယဟန်တစ်ပါးကိုတန်တရားဖြစ်အောင်လုပ်ခဲ့လို့ဒါဥစဉ်အကျေမပြောဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်လာဖြစ်တယ်အဲ့ဒါဝိဘတ်ရုပ်ပေါ့နော်မိမပုံတပုံကသူ့နောက်ကိုလိုက်နေတာဆွန့်ကန်သွားလဲပါနေတာအဲ့ဒါကိုကောသလမင်းကြီးကနောက်တော့သိတဲ့အခါကျတော့ဒီယဟန်ဘယ်လိုလဲမသိဘူးစုံစမ်းလာကျောင်းပေါ်လောက်တော့အဲ့ဒီယဟန်ကကျောင်းပေါ်တက်သွားတယ်ကောသလမင်းကြီးကနောက်ကလိုက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းလိုက်သွားတာပဲကျောင်းပေါ်ရောက်တော့အဲ့ဒီမိန်းကလေးကမရှိဘူးအဲ့ဒီယဟန်ပြန်ဆင်းသွားတော့မိန်းကလေးကပါသွားတာပဲအဲ့ဒီတော့မှဒါအကြောင်းတစ်ခုခုကြောင့်ရှိမယ်လို့ကောသလမင်းကြီးသဘောပေါက်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားကအကျိုးအကြောင်းပြောပြအတိတ်အကြောင်းကိုပြောပြတော့အရှင်ဘုရားဒီလိုဆိုရင်အရှင်ဘုရားကိုဘယ်သူကကြည်ညိုမှာလဲတပည့်တော်ဆွန်းကွန်းဝေယဝိဆပစ္စည်းလေးပါးဒါယကခံတယ်ဆိုပြီးတော့နောက်တော့ယဟန္တာဖြစ်တယ်အဲ့ဒီမထေကိုအကြောင်းပြုပြီးတော့ပြောတဲ့စကားလေးတော်တော်မှတ်သားစရာကောင်းတယ်အဲ့ဒီယဟန်ကအဲ့ဒါလိုမိမပုံရိပ်ကနောက်ကလိုက်နေတာဆိုတော့ယဟန်တွေကသူ့ကိုတကယ်လဲအမြင်ကတ်တယ်ပြောင်းလဲပြောင်းခြင်းတယ်အဲ့ဒါလိုပြောကြတော့ဆိုကြတော့သူ့ကိုနှိပ်စက်ပြီးတော့ပြောကြတော့သူကလည်းနောက်တော့ပြန်ဆဲတယ်ပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောတယ်အဲ့ဒါနဲ့ယဟန်နေနဲ့သူ့ရဲ့ရံပွဲဟာမကြာခဏဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြားတော့အဲ့ဒီယဟန်တော်ကိုခေါ်ပြီးတော့ချက်သားဘာပြုလို့ကြမ်းထမ်းတဲ့စကားတွေပြောတာကိုကြမ်းထမ်းတဲ့စကားတွေနဲ့ပြန်တုံ့ပြန်ရတယ်လေမတုံ့ပြန်နဲ့ဒါဟာမင်းရဲ့အတိတ်ဘဝကမကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတာမင်းမှာတကယ်တမ်းအဲ့ဒီအပြစ်ကရှိနေတာမဟုတ်ဘူးမိမနောက်ကလိုက်နေတယ်ဆိုတဲ့အပြစ်တကယ်ရှိတာမဟုတ်ဘူးအဲ့ဒီမရှိတဲ့အပြစ်ကိုဘေးကပြောနေတာကိုမင်းသိခံလိုက်ပါအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဥပမာလေးနဲ့ပြောတာလဲဆိုတော့အနာပြက်နေတဲ့ကြီးခွက်လိုမင်းကျင့်ရမယ်တဲ့ဒါလေးကိုပြောချင်တာဥစဉ်ကသိလားဘယ်လိုကျင့်ရမလဲအနာပြက်နေတဲ့ကြီးခွက်ပါဗျာအနာပြက်နေတဲ့ကြီးခွက်တယ်အနာပြက်နေတဲ့လက်ကွင်းနဲ့ဆိုကြပါစို့ဥစဉ်တို့တိုးတွေမှာတော့ရှိသေးတယ်အခုတခါကြီးတို့ဒီမှာတော့တချို့သိပ်မရှိတော့ဘူးကြီးပလားလေးတွေရှိတယ်လေကြီးပလားနဲ့ရေတောက်လို့ရှိရင်အန္တရာယ်ကင်းတယ်လို့ယောဂကင်းတယ်လို့ယူဆရှိတယ်လေဥစဉ်တို့ငယ်ငယ်တုန်းကဆိုရင်အဲ့ဒီကြီးပလားလေးကိုလက်ဖွားပေါ်တင်အဖေတို့အမေတို့မရှိတဲ့အခါမှာဒန်းဆိုခောက်လိုက်ရင်အတန်လေးကတော်တော်နဲ့မတိတ်တော့အဲ့ဒါလေးကိုခဏတိုင်းခောက်ကြည့်အဲ့ဒီကြီးပလားလေးကလွတ်ကြလို့မြတ်အနာကပြက်ပြီးတော့ကွဲသွားပြီဆိုရင်ဒန်းလို့ခောက်လိုက်ရင်ဒန်းလို့အတန်ဆွဲပြီးတော့မမြည်တော့ဘူး das ပြီးသွားအတန်ကရေရှည်မလာတော့အဲ့တော့အနာပြက်တဲ့ကြီးခွက်လို့ကျင့်ရမယ်ဆိုတာအဲ့ဒါပြောတာတစုံတယောက်ကပြောလိုက်လို့စိတ်ကတူလိုက်တယ်ကဲခဏတော့တူလိုက်ပေါ့တူပြီးတော့အဲ့ဒါကိုပြန်စဉ်းစားပြီးတော့ညလည်းမပြီးနိုင်နောက်နေ့လည်းမပြီးနိုင်နောက်လလည်းမပြီးနိုင်အိုးကြည်ပလားလက်နဲ့တောက်လိုက်တယ်လို့ဒန်းဆိုတဲ့အတန်ကအမြင်ကုန်မပြတ်တော့ဒကမာကြီးတွေစိတ်ထဲမှာအဲ့ဒါလို့အမြင်မပြတ်တဲ့ဒေါသခံစားချက်တွေရှိလားရှိတာပေါ့ဥစဉ်တို့လည်းရှိတာပေါ့ဟုတ်လားဘလို့ဖြစ်နေတာတော့ကြည်ပလားကလက်လက်ဆက်ဆက်ကြီးကိုဗျဟုတ်လားအနာမပြတ်သေးဘူးဒဏ်ရာတော့မရသေးဘူးဟုတ်လားမြတ်စွာဘုရားကဘလို့ကျင့်ရမှာတဲ့တော့အနာပြတ်နေတဲ့ကြည်ပလားလို့ကျင့်ရမေးတဲ့တစုံတယောက်ကကိုယ့်ကိုထိထိခိုက်မဟုတ်ဖဲနဲ့လာပြောလာရင်ပုထုဇဉ်တဘာဝစိတ်တော်တူမှာပေါ့သို့တော့အဲ့ဒါကြီးကိုတာရှည်ကြီးတူမနေနဲ့ဘာအကျိုးရှိလို့လဲဟိုလူကပြောပြီးလို့မေ့သွားပြီကိုကဒီမှာအသက်ရှိနေအသက်ဖြစ်နေတယ်ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကပေးတတ်လိုက်တာနော်ဥပမာကိုဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အပြစ်တွေမကောင်းတာတွေကိုပြောလို့မဟုတ်ဘဲနဲ့ပြောတယ်ဆိုလို့ရှိရင်အနာပြတ်တဲ့ကြီးခွက်ကြီးနော်သွားတဲ့ကြီးဟိုဦးဇင်းတို့
ရှင်းတော့ကငွေတင်းကားတွေပါလေရှိတယ်ငွေစစ်သလားကောင်းသလားလို့သိရင်တောက်ကြည့်လိုက်တယ်ဟုတ်လားတကယ်လို့အဲ့ဒီမှာအက်တွေအထက်ထဲမှာအနာစာရှိနေရင်အဲ့ဒီငွေတင်းကားကအတန်မကောင်းတော့ဘူးအဲ့ဒါကိုငွေအားလို့ခေါ်တယ်အခုလည်းပဲကြေးအတန်တာရှိမမြည်ဘူးဒါကြောင့်စိတ်ထဲမှာဒေါသတန်တွေအကြာကြီးမြည်မနေနဲ့ဒါပြောတာနော်မဟုတ်ရင်သီးခံလိုက်ပါမြတ်စွာဘုရားတောင်သီးခံရတာဗျတတန်တရားလုံးကပါရမီတွေအပြည့်ဖြည့်ခဲ့ပါတယ်ဆိုတော့ပါရမီရှင်ကြီးတောင်မှသီးခံရတာဗျကိုမာဂန္ဒီဆိုတဲ့မိန်းမတယောက်နဲ့တွေ့တာကြားဘူးတယ်မဟုတ်လားအေးသူ့အဖေကလည်းမာဂန္ဒီသူ့အမေကလည်းမာဂန္ဒီသမီးအချောသမီးအလှဟာဖယားကလည်းတပ်ပယ်လိုက်တာဒီလောက်ချောလှတဲ့ယောက်ျားမမြင်ဘူးဆိုပြီးတော့ဒီဇလန်းကြီးမပြောတော့ပါဘူးဗျာဟုတ်လားသမီးထိုးအပ်တာလေအဲ့ဒီမှာမြတ်စွာဘုရားကဒီ32ခုထာသာအငြိအကျေးစုဝေးကိုငါခြေတောင်းနဲ့တောင်မတို့ခြင်းဘူးလို့အမေအဖေတရားသူရမဲ့အရေးကိုရှေ့ရှုပြီးတော့အဲ့ဒါလိုပြောလိုက်တာအဲ့ဒါကိုမာဂန္ဒီရန်ညိုးဖွဲ့တယ်ငါတနေ့ဘာဖြစ်မလဲမသိနိုင်ငါရဲ့ရုပ်အဆင်းကအင်မတန်တင့်နေတယ်သူထင်တဲ့အတိုင်းပဲမိဖုရားကြီးဖြစ်တယ်ဥဒိဏမင်းရဲ့မိဖုရားဖြစ်တယ်နော်ကောတံဘီပြည့်ရှင်ရဲ့မိဖုရားခေါင်ဖြစ်တယ်ဖြစ်တော့အဲ့ဒီမျိုးကိုဘုရားလည်းကြွားသွားပြီဆိုတော့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သေတောက်ကျူးတွေကိုပတ်စံပေးပြီးတော့ခိုင်းတာဘုရားကိုဆွဲခိုင်းတာဆွဲတာမှအမျိုးမျိုးပပဆက်ဆက်ဆွဲတာဆွဲတော့ရှင်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကောတံဘီကလူတွေဟာသိရိုင်းတာပဲတဲ့ဒီလိုနေရာမျိုးသာသနာမပြုသင့်ဘူးမနေသင့်ဘူးတပည့်တော်တို့တနေရာပြောင်းကြပါစို့จิตအာနန္ဒာအဲ့ဒီမင်းပြောင်းတဲ့နေရာကတော့ဒီလိုဆဲမယ်ဆိုရင်ဘယ်လိုဆက်လုပ်မလဲတဲ့နောက်ထပ်မဆဲတဲ့တနေရာပြောင်းမယ်ဖေ။အဲ့ဒီနေရာကဆဲရင်ကိုနောက်ထပ်တနေရာဖေ။မင်းဟာကထွက်ပြေးနေတဲ့နီလန်းကြီးပဲတဲ့။ဟုတ်လား။မြတ်စွာဘုရားကဖြစ်လာတဲ့ပြဿနာကိုဒီနာတင်ပြေးလေအောင်ရှင်းရတယ်တဲ့။ချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့တာပဲဖြစ်ဖြစ်9ရက်အပြင်မနေဘူးတဲ့။ဒါဘုရားကိုယ်တိုင်ဟောတာနော်။ဗမာစကားပုံမှန်တယ်နော်။ချီးမွမ်း9ရက်ကဲ့ရဲ့9ရက်ပြောပါစေအပြစ်တွေပြောပါစေ။သူတို့မောတော့ရက်သွားလိမ့်မယ်ဟုတ်လားသူတို့ပြောတာကိုကိုကမခံခြင်းဖြစ်နေမှသူတို့ကအဲ့ဒါအရသာရှိပြီးတော့ဆက်ပြောနေမှာဗျာမခံခြင်းတဲ့ကလေးဆိုပို့စတယ်မဟုတ်လားဒီကမာကြီးများအေးအဲ့ဒါလိုမျိုးနော်အဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာအာနာကိုဝသင်္ကမေသာပတောပတိတံတရံအတိဝါကျံတိတိခတံဒုတ်တိလောဟိပဟုတ်ဇနောจิตအာနန္ဒာတဲ့စစ်ပွဲမှာဆင်နွှဲနေတဲ့စစ်စင်ကြီးဟာတစ်ဖက်ရန်သူတွေကနေပြစ်လာတဲ့မြားဒဏ်တွေကိုခါချပြီးတော့စူးလာရင်လည်းစူးပါစေလို့ကြံ့ကြံ့ခံတယ်လို့မျိုးတဲ့ငါဖះလည်းပဲလောကစစ်မြေပြင်မှာပြစ်ခတ်လာတဲ့စကလုံးမြားဒဏ်တွေကိုငါကြံ့ကြံ့ခံမယ်နော်အတိဝါကြံတိတိတ်ခတံအတိဝါကြံဆိုတာလွန်ကဲကိုပြောလာတာပြောတဲ့ပြောတတ်တဲ့အတိုင်းတာထက်လွန်ပြီးတော့ကိုပြောလာတာလွန်ကဲတဲ့စကားပေါ့အဲ့ဒီစကားကိုဘာလို့မှလဲတိတိတ်ခတံငါသီးခံလိုက်ပဲသီးခံသည်ဖြစ်စေဒေါသဖြစ်သည်ဖြစ်စေသီးခံလိုက်ရင်တော့ကိုကသီးခံတာကြီးကိုရလိုက်တာပဲဒေါသဖြစ်မယ်ဆိုရင်တော့ဒေါသဖြစ်တာကြီးကိုရလိုက်တာပဲရှင်းတော့ရှင်းလေးပဲနော်ကိုဘာကိုလိုချင်တယ်လေကိုဘလို့လူမျိုးဖြစ်အောင်လုပ်မှလေဒါပဲစဉ်းစားဒေါသဖြစ်တတ်တဲ့ငါလားသီးခံတတ်တဲ့ငါလားအဲ့ဒါလို့ဆိုရင်တော့ဘယ်ဟာရွေးမှာလဲသီးခံတတ်တဲ့ငါလို့ရွေးမှာပေါ့နော်ဒါပေမဲ့တကယ်တွေ့လာပြီဆိုရင်တော့ဒေါသဖြစ်တဲ့ငါကိုပဲရွေးပြီးသားဖြစ်နေတယ်ဟင်ဒကမာကြီးများမှန်ပါမြတ်စွာဘုရားကဒါကြောင့်လွန်ကျူးပြီးတော့ပြောတဲ့စကားတွေကိုသီးခံလိုက်မယ်တဲ့ဘာပြုလို့လဲဆိုတော့အကြောင်းပြတာတွေလှလွန်းလို့ဒုတ်တိလောဟိပဟုတ်စနောတဲ့လောကမှာရှိတဲ့လူအများစုတွေဟာမဆောင်စည်းကြတဲ့တိလမဲ့တဲ့လူတွေကြီးများတယ်တဲ့ကဲဟင်ဒီကမာကြီးများကိုယ့်ရဲ့နှုတ်ကိုမဆောင်တဲ့လူကိုယ့်ရဲ့လက်ကိုမဆောင်တဲ့လူတွေပဲများတဲ့ဟုတ်လားဒါကြောင့်ဘဝဆိုတာစူးကြားမှာတီးရတဲ့ဘူးသီးလိုပဲတခါတလေဟိုလိုလှုပ်လဲအပြစ်မလွတ်ဒီလိုလှုပ်လဲအပြစ်မလွတ်ဟုတ်လားအဲ့ဒီတော့ကံပြောခြင်းရပြောပါစေလို့ဒီလိုထားရမယ့်အခြေအနေမျိုးတွေအများကြီးရှိလာတယ်နော်တခါယူမိုက်များဒါကြောင့်ကိုမကောင်းတာတွေပြောပြီးအပြစ်တွေပြောလာပြီဆိုရင်မဟုတ်ရင်ဘာလုပ်ရမလဲသီးခံရမယ်ဟုတ်ရင်တော့ဘာလုပ်ရမလဲပြင်ရပါမယ်ပြင်ရမယ်